인사 나누겠습니다. 선생님, 별난 어서요. 밍글라바. 예, 오늘 이렇게 함께 할 수 있는 시간 허락하신 하나님께 감사드립니다. 또한 오늘 또 이 자리에 함께 하신 또 우리 미얀마 우리 형제자매님들 또 참으로 감사드립니다. 우리가 이렇게 말씀 앞에 서는 시간은 사실 너무나 중요한 시간입니다. 우리가 이 인생을 살아가는데 누구를 만나는가에 따라서 우리의 삶은 변화되게 되어 있습니다. 어떤 부모를 만나는가, 어떤 친구를 만나는가, 또 어떤 우리 남편, 아내, 배우자를 만나는가는 너무나 중요한 이야기입니다. 하물며 우리 이 시간은 하나님과 만나는 시간입니다. 맞죠? 말씀은 하나님이시다. 그래서 우리 한 명 한 명이 마음을 열고 말씀 앞에서 하나님을 만난다라는 마음을 가지고 함께 하였으면 좋겠습니다. 기도하고 시작하겠습니다. 하나님 아버지 참으로 감사합니다. 오늘 너무나 귀중한 시간을 허락하여 주셔서 감사합니다. 하나님 앞에서 나의 영혼이 또 내가 얼마나 소중한지를 다시 깨달을 수 있도록 도와주십시오. 하나님 때문에 내 인생이 더욱더 밝아지고 내 인생의 삶의 가치가 생겼습니다. 더욱더 하나님의 사랑으로 마음 가운데 또 깊이 뿌리를 내릴 수 있도록 인도하여 주십시오. 하나님께 감사드리며 우리 주님 예수님의 이름으로 기도드렸습니다. 아멘. 네, 우리 시작하는 말씀을 같이 한번 보도록 하겠습니다. 우리 이렇게 또 문자를 보내는 내용 가운데 들어있었던 말씀입니다. 같이 한번 읽도록 하겠습니다. 토가라 아카 미몽나이 에뼈도 두냐로디 노자레미 초로가 타워라 아따신친네라강 초로가 셰짜오친 타워라 아띠예 뼈친네라강 노자레미 비냐시도 두로디레 강게면네제 이 양와 깨도라강 루아미아로고 평마친တရားလန်ထဲသို့ တွင်သော 두로디레 제미아 깨도라강 아셈예 촌린자레미. 여러분 이 말씀은 너무나 소중한 말씀입니다. 너무나 중요한 말씀입니다. 우리 2절을 보면 사람의 두 가지 운명이 나와 있습니다. 한마디로 천국 가는 사람이 있다는 겁니다. 또 한 운명은 영원한 지옥, 한마디로 지옥 가는 사람이 있다고 이야기합니다. 여러분 이게 얼마나 소중한 말씀입니까? 이 땅의 티끌 가운데 사람은 살아가고 있습니다. 많이 깨어서 하나님의 사랑을 깨닫고 천국 가는 사람이 있다. 그리고 영원한
지옥에 들어가서 고통 가운데 살아가는 사람이 있다라고 이야기합니다. ဒါကြောင့်မလို့ဒီမှာဆိုရင်တချို့တွေကတော့ဖျားထဲမှာနိုးကြပြီးတော့ဗောနော်ထာဝရအသက်ရှင်ခြင်းကိုရပြီးတော့ကောင်းကင်နိုင်ငံကိုသွားမဲ့သူရှိသလိုတချို့ကကျတော့ထာဝရအတည်ပြတ်ခြင်းဗောနော်ဒီငရဲကိုသွားမဲ့သူတွေရှိတယ်လို့ပြောနေရဖြစ်ပါတယ် 우리 사람이 볼 때는 이 세상에 정말 잘 사는 사람, 이쁜 사람, 부러운 사람이 있습니다. လူအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီလောကထဲမှာပေါ့နော်ဒီလိုမျိုးအရန်အားကြစရာကောင်းတဲ့သူတကယ်ကိုမှလှတဲ့သူချမ်းသာတဲ့သူတွေအများကြီးရှိမှာဖြစ်ပါတယ် 나는 가진 것도 없는데 ကိုကိုပြန်ကြည့်တဲ့အခါမှာကိုမှကျတော့ပိုင်းဆိုင်တာဘာမှမရှိ 나는 ဘူး 앞으로 어떻게 될지 몰라. ရှေ့လျှောက်အနာဂတ်မှာလည်းဘာဖြစ်မလဲဆိုတာမသိနိုင် 여러분 이것은 불행한 것이 아닙니다. ဒီအရာကတော့ဒီအရာတော့ပေါ့နော်လုံးဝကိုမှဒီလိုမျိုးကံမကောင်းခြင်းဆိုတဲ့အရာမဟုတ်ပါဘူး 나는 여호와 보시기에 존귀한 자라. 하나님 앞에서 모든 사람은 존귀한 사람입니다. ဒါကြောင့်မလို့ဘုရားခင်ရဲ့ရှေ့မှာပေါ့နော်ဒီလူအပေါင်းဟာဂုဏ်တည်ရှိတဲ့သူဘုရားခင်ရှေ့မှာတန်ဖိုးရှိတဲ့သူတွေဖြစ်ပါတယ် 그런데 하나님 눈으로 본다라면 이 세상에는 두 종류의 사람밖에 없습니다. ဒါကြောင့်မလို့ဘုရားသခင်ရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်ပေါ့နော်ဒီလောကထဲမှာလူမျိုးစား2မျိုးပဲရှိတာဖြစ်ပါတယ် 하나님의 자녀 아니면 바로 마귀의 자녀, 지옥 가는 자입니다. ဒီဘုရားခင်ရဲ့သားသမီးနဲ့ပြီးတဲ့အခါမှာနောက်တစ်ခုကတော့မာနတ်ရဲ့သားသမီးပေါ့နော်ငရဲသွားမဲ့သူတွေဆိုပြီးတော့2မျိုးနှစ်စားရှိတာဖြစ်ပါတယ် 우리 나는 어디에 속해 있는가가 중요한 것입니다. ဒါကြောင့်မလို့ကိုကတော့ဘယ်နေရာမှာပါနေလဲဆိုတဲ့အရာကတကယ်ကိုမှအရေးကြီးတာဖြစ် 그리고 ပါတယ် 3절 말씀을 보십시오. ပြီးတဲ့အခါမှာပတ်ရ3မှာကြည့်မယ်ဆိုရင် 뭐 지옥 가는 사람은 뭐 특별한 계획과 꿈이 없습니다. ဒီငရဲကိုသွားမဲ့သူတွေတွေ့ကြတော့ပေါ့နော်သူတို့စီမှာထူးခြားတဲ့ဒီလိုမျိုးအကြံစီဒီလိုမျိုးထူးခြားတဲ့အရာတစ်ခုခုရှိမနေဘူးပေါ့နော် 하지만 구원받은 사람에게는 이 땅에서의 삶이 바로 영광을 결정하게 된다라고 이야기합니다. ဒါပေမဲ့ကယ်တင်ခြင်းရတဲ့သူတယောက်ရဲ့အသက်တာဒီလောကမှာအသက်ရှင်နေရင်းနဲ့ပေါ့နော်ဒီလောကမှာအသက်ရှင်ခြင်းဟာထာဝရဘုံအတည်ကိုခံစားခွင့်ရမယ့်အရာနဲ့ပတ်သက်နေတယ်သက်ဆိုင်နေတယ်ဆိုတဲ့အရာကိုပြောနေတာဖြစ်ပါတယ် 하나님께서 말씀하신 바로 두 종류의 사람의 바로 운명을 말씀하셨고 구원받은 자가 어떻게 사는가에 따라서 영광이 다르다라는 것을 이야기하고 있는 겁니다. ဒါကြောင့်ဒီနှုတ်ကပတ်တော်ထဲမှာဆိုရင်ပေါ့နော်ဒီလူနှမျိုးနှစ်စားဟာဘယ်လိုမျိုးလူမျိုးဖြစ်ပြီးတော့ပြီးတဲ့အခါမှာဒီကယ်တင်ခြင်းရထားတဲ့သူတယောက်အနေနဲ့ကဒီလောကထဲမှာဘယ်လိုမျိုးအသက်ရှင်ရမယ်ပြီးတဲ့အခါမှာသူ့အတွက်ဘယ်လိုမျိုးအကျိုးတွေရှိတယ်ဆိုတဲ့အရာကိုပြောပြနေရမှာဖြစ်ပါတယ် 여러분 우리는 이 땅에 살아가면서 그 무엇보다 이 고통과 죽음이 있다는 것을 잊고 살 때가 있습니다. အဲကြောင့်လို့ကျွန်တော်တို့ဒီလောကထဲမှာအသက်ရှင်နေတဲ့အခါမှာပေါ့နော်တခါတည်းမှာဒီလောကထဲမှာဒုက္ခတွေများတယ်ပြီးတဲ့အခါမှာတေဆုံးခြင်းတေးချင်းတရားနဲ့ကြုံတွေ့ရမယ်ဆိုတဲ့အရာကိုတခါတည်းမှာမေ့ပြီးတော့အသက်ရှင်တဲ့ချိန်တွေလည်းရှိပါတယ် 여기 보면 ဒီမှာချက်ကြည့်မယ်ဆိုရင် 어느 날 물고기가 물을 지나다가 그 물에 걸려서 사람에게 잡혔습니다. ဒီအရှိရပုံမှာဆိုရင်ပေါ့နော်ငါးကသူကပေါ့နော်နေ့စဉ်ရက်တိုင်းပုံမှန်ပဲပေါ့နော်ဒီလိုမျိုးသွားလာနေရင်ကနေတရက်မှာကျတော့ဒီကွန်ရက်ထဲမှာဖမ်းမိပြီးတော့သူကတော့အဖမ်းခံလိုက်ရတယ်ပေါ့နော် 어느 날 이 하늘을 날아다니는 새가 그 물에 걸려서 이 죽음을 맞이하는 날이 있습니다. ပြီးတဲ့အခါမှာဒီမြက်ကလည်းသူကပုံမှန်အတိုင်းပြန်တန်းနေရင်းနဲ့ပဲပေါ့နော်တနေ့မှာဒီပိုက်ကွန်ထဲမှာဖမ်းမိပြီးတော့တေဆုံးသွားတဲ့အချိန်တွေရှိပါတယ် 이 하나님께서는 우리에게도 동일하게 말씀하십니다. အဲကြောင့်လို့ဒီဟာနဲ့ထပ်တူညီစွာပဲဖျားခင်ကကျွန်တော်တို့ပြောနေပါတယ် 바로 인생도 재앙의 날에 홀련히 재앙이 임하면 홀련히 거기 걸린다라고 말씀하신 겁니다. ဒါကြောင့်လို့ဒီမှာကြည့်မယ်ဆိုရင်လူသားတို့ဒီဘေးပြရာကာလထဲသို့အမတ်တမဲ့ရောက်ပြီးတော့ကြောမိတက်ကြတယ်လို့ပြောပါတယ် 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်အောင်ပေါ့ 이 နော် 어떤 사람이 오토바이를 ဒီမှာလူတစ်ယောက်ဟာဆိုရင်ကဆိုင်ကယ်ကြွားပြီး 그리고 이 위에서 기다리고 있다가 ဒီလိုမျိုးလှည့်ဖို့ရအတွက်စောင့်နေတယ်နော် 잘 보세요. ကြည့်ကြည့်အောင် 사실 이 사람은 아무런 잘못이 없습니다. တကယ်တော့ဒီလူမှာပေါ့နော်ဘာအမှားမှလုပ်မိတာမရှိပါဘူး 신호를 기다리고 있었죠. ဒီမှာသူကဆိုရင်တော့ဒီဟိုပါပေါ့နော်ဒီမီးကိုပဲမီးပွိုင်ကိုပဲစောင့်နေတာဖြစ်ပါတယ် 재앙의 날이 홀연히 임하면 거기 걸립니다. 하나님은 이렇게 말씀하십니다. ဒါကြောင့်မလို့ခုနပြောသွားသလိုပဲပေါ့နော်အမတ်တမဲ့အချိန်မှာကြောမိတက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် 이 하나님은 동일한 말씀을 우리에게 하십니다. ဒီအခါမှာထပ်တူညီစွာပဲဘုရားခင်ကထပ်ပြီးတော့ပြောထားပါတယ် 네, 같이 한번 읽겠습니다. အားလုံးတူတူဖတ်ကြည့်အောင်နက်ဖြန်နေ့ကိုအမိပြု၍မဝါကြွားနှင့်တရက်အတွင်းတွင်အဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင် 너는 내일 일을 자랑하지 말라. 하루 동안에 무슨 일이 날는지 내가 알 수 없다. 우리는 이 세상을 살아가면서 죽음에 대한 것을
생각하면서 살아야 되는 겁니다. ဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်ထဲမှာပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဟာအသက်ရှင်သွားလာနေရင်းနဲ့ဒီသေခြင်းတရားနဲ့ပတ်သက်ပြီးတော့လေတွေးခေါ်ပြီးတော့စဉ်းစားပြီးတော့အသက်ရှင်ရမှာဖြစ်ပါတယ် 우리 이쁜 우리 새 학생 အနောက်ကအလှလေး၃ယောက်ပေါ့နော် 죽음을 건너갈 때 가지고 갈 수 있는 것이 무엇입니까? ဒီသေခြင်းတရားနဲ့ကြုံတွေ့တဲ့အခါမှာဒီတမလွန်ဘဝကိုသွားတဲ့အခါမှာပေါ့နော်ကိုယူသွားနိုင်တာဘာရှိမလဲ 돈을 가지고 갈 수 있나요? ပတ်စံယူသွားနိုင်တာပေါ့နော် 아름다운 미모를 가지고 갈 수 လှ 있습니까? ပတဲ့ဒီဘောနော်မျက်နှာလေးကိုယူသွားနိုင်လား 똑똑한 머리를 가지고 갈 수 있나요? ဒီအရင်ထက်မြက်လွန်းတဲ့ဉာဏ်ပညာကိုလည်းယူသွားနိုင်လား 여러분 아무것도 가지고 갈 수가 없습니다. ဘာမှယူသွားလို့မရပါဘူး 죽음 앞에 서면 사람은 낮아지게 되어 있습니다. ဒါကြောင့်မလို့တေးချင်းတရားရဲ့ရှေ့မှာရပ်တဲ့ခါမှာလူတစ်ယောက်ဟာပေါ့နော်အရန်ကမှသေးငယ်သေးသိမ်သွားတာဖြစ်ပါတယ် 하나님을 생각하게 되어 있습니다. ဖျားတခင်ကိုတွေးမိသွားတာဖြစ်ပါတယ် 우리는 그런 시간들을 많이 가지지 못한다라는 거예요. ဒါပေမဲ့ကျွန်တော်တို့ဟာပုံမှန်ချိန်မှာဒီလိုမျိုးအရာတွေကိုပေါ့နော်ဒီလိုမျိုးအတွေးတွေကိုမတွေးတတ်ကြတာပဲဖြစ်ပါတယ် 우리 이 말씀도 함께 읽어보도록 하겠습니다. ဒီကျမ်းပိုက်ကိုလည်းတူတူကဖတ်ကြည့်ရအောင်စာညက်နှကောင်ကိုအတရီတပြားတပိုးနဲ့ဝယ်ရသည်မဟုတ်တော့တင်းတို့အဘအခွင့်မရှိရင်ထိုစာညက်တကောင်မြမြေတို့မကြရ 기억해야 됩니다. ဒါကြောင့်မလို့မှတ်ထားပါဖြစ် 참새 두 마리가 떨어질 때도 우리가 볼 때는 내가 잘했어 아닙니다. 하나님께서 떨어지게 하신 거예요. ဒါကြောင့်မလို့ညက်ပေါ့နော်ညက်လေးတကောင်ပြစ်မိပြီးတော့ပေါ့နော်ကြာတာတော့မှငါပြစ်တာတော်လို့ဆိုတဲ့အရာမဟုတ်ပဲねဒီဟာတော့မှဘုရားသခင်အခွင့်ရှိတဲ့အတွက်ကြောင့်မလို့သူတို့ဟာကြာရတာဖြစ်ပါတယ် 모든 생명은 하나님께 달려 있습니다. ဒါကြောင့်မလို့ဒီတက်ရှိအရာအလုံးဟာဘုရားဒီအသက်အလုံးဟာပေါ့နော်ဘုရားလက်ထဲမှာပဲရှိတာဖြစ်ပါတယ် 이 나이가 들면 ဒီအသက်ကြီးလာရင်ပေါ့နော် 이제 죽을 때가 다 됐다 이런 생각을 가집니다. အသက်ကြီးလာတဲ့အခါမှာပေါ့နော်ဒီခါတည်းမှာတော့ဒီလိုမျိုးတွေးတတ်ကြပါတယ်ငါတေးချိန်တေးတော့မဲ့အချိန်ရောက်နေပြီပဲဆိုပြီးတော့တွေးတတ်ကြပါတ 근데 ယ် 젊은 사람들은 죽음에 대한 생각을 거의 못해요. ဒါပေမဲ့ငယ်ရွယ်သေးတဲ့လူငယ်လူရွယ်တွေကြတော့ပေါ့နော်ဒီတေးချင်းတရားနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မတွေးတတ်ကြဘူးပေါ့နော် 하나님은 뭐라고 말씀하십니까? ဒါပေမဲ့ဘုရားသခင်ကဘယ်လိုပြောနေလဲဆိုရင် 여러분 죽음을 생각하는 사람이 지혜로운 사람입니다. တေးချင်းတရားကိုတွေးခေါ်ပြီးတော့အသက်ရှင်နေသူဟာဉာဏ်ပညာရှိတဲ့သူဖြစ်တယ်လို့ပြောနေပါတယ် 전도서 7장 1절 2절 천천히 함께 읽도록 하겠습니다. ဒါဆိုရင်ဒီကျမ်းပိုက်ကိုပေါ့နော်အားလုံးတို့ကဖြည်းဖြည်းချင်းစီဖတ်ကြည့်အောင်ကောင်းသောအတည်သည်နန္တာစီထက်သာ၍ကောင်း၏တေရသောနေ့သည်လည်းဖွားမြင်သောနေ့ထက်သာ၍ကောင်း၏မတာအိမ်တို့တွားခြင်းသည်ပွဲခံရာအိမ်တို့တွားခြင်းထက်သာ၍ကောင်း၏အကြောင်းမူကားလူခတ်သိမ်းတို့သည်မတာအိမ်၌လမ်းဆုံးရကြ၏အသက်ရှင်လျက်ရှိသောသူတို့လည်းအသင့်နှလုံးသွင်းမိကြလိမ့်မည် 죽는 날이 출생하는 날보다 낫다. ဒီမှာပေါ့နော်တေရတဲ့နေ့ဟာဖွားမြင်တဲ့နေ့ထက်သာ၍ကောင်းတယ်လို့ပြောထားပါတယ် 여러분 초상집에 가는 게 좋아요? 잔치집에 가는 게 좋아요? ဒီမသားအိမ်သွားအတုပအိမ်သွားရတာကိုကြိုက်လားဒါမှမဟုတ်ရင်ပွဲလုပ်တဲ့အိမ်ကိုသွားရတာပိုကြိုက်ကြလား 우리는 잔치집을 좋아합니다. ကျွန်တော်တို့အားလုံးကပေါ့နော်ဒီပွဲလုပ်တဲ့အိမ်ကိုသွားရတာပိုကြိုက်ပါတယ် 초상집에 간다는 것은 너무나 슬픈 그런 우리 마음을 만들어내거든요. ဘာကြောင့်လဲဆိုရင်ပေါ့နော်အတုပအိမ်ကိုသွားခြင်းအဖြစ်ပေါ့နော်ကိုယ့်ရဲ့နှလုံးသားထဲမှာလည်းဒီလိုမျိုးသူတို့စီကနေလာတဲ့စိတ်မကောင်းခြင်းဒီလိုမျိုးပေါ့နော်ဝမ်းနည်းခြင်းတွေဟာရလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ် 생일날을 기다립니까? 죽는 날을 기다립니까? ကိုယ့်ရဲ့မွေးနေ့ကိုစောင့်မိလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့တေဆုံးမဲ့နေ့ကိုစောင့်နေမိလားပေါ့နော် 생일날. မွေးနေ့ကိုပဲစောင့်နေမိလား 우리는 죽는 날을 기다리지 않습니다. ကျွန်တော်တို့အားလုံးဟာဒီတေမဲ့နေ့ကိုစောင့်နေတဲ့သူတရားမှမရှိပါဘူး 근데 하나님께서는 죽는 날을 기억하라라고 말씀하시는 겁니다. ဒါပေမဲ့ဖျားခင်ကတော့ဒီသေဆုံးမဲ့နေ့ကိုနှလုံးသွင်းကြလို့ပြောတာဖြစ်ပါတယ် 여러분 사단 마귀의 첫 번째 거짓말이 어떤 거짓말이었습니까? ဒါဆိုရင်ပေါ့နော်ဒီစာတန်မာနဲ့ပြောတဲ့ပထမဦးဆုံးသူ့ရဲ့မှုသားစကားကဘာဖြစ်မယ်လို့ထင်တယ် တူတူ 사단 마귀의 첫 번째 거짓말이 무엇이었습니까? စာတန်မာနဲ့ပြောတဲ့မှုသားစကားပေါ့နော်အဲ့ထဲမှာပထမဦးဆုံးသူပြောတဲ့စကားကဘာဖြစ်မလဲ 에와에게. အေဝါကိုပြောတဲ့စကားပေါ့နော်죽지 않을 거다. 오. 깽. 아니 첫 번째 거짓말입니다. အဲ့ဒါကပေါ့နော်သူပထမဆုံးပြောတဲ့ 같이 한번 읽겠습니다. အားလုံးတူဖတ်ကြည့်ရအောင်မွေကလည်းတင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်
여러분 사단 마귀의 첫 번째 거짓말이 바로 너희가 결코 죽지 아니하리라 이 거짓말을 했습니다. ဒါကြောင့်မလို့ဒီစာရမဏတ်ကပေါ့နော်သူပထမအဆုံးပြောခဲ့တဲ့မူသားစကားပါလဲဆိုရင်ဧကံအမှန်တရားမှာမဟုတ်ဘူးဆိုပြီးပြောခဲ့တာဖြစ်ပါတယ် 지금도 우리는 사단 마귀의 거짓말을 듣고 있는 거예요. ဒါကြောင့်မလို့အခုချိန်မှာလဲကျွန်တော်တို့ဟာဒီစာရမဏတ်ရဲ့ဒီမူသားစကားထဲမှာပေါ့နော်လှည့်ဖြားခြင်းခံနေရ 결코 죽지 아니하리라. နင်တိမ်မှာမဟုတ်ဘူးဆိုပြီးပြောနေတာနော် 심판이 없어. တရားစီရင်ခြင်းမရှိဘူးဆိုပြီးပြောနေတာ 이 세상이 끝인 것처럼 살아가는 거야. ဒီလောကကြီးကအဆုံးသက်ဖြစ်တယ်လို့ပေါ့နော်ဒီလောကကြီးကအားလုံးပဲဖြစ်တယ်လို့မျိုးအသက်ရှင်နေတာဖြစ်တယ် 정말 하나님 말씀처럼 တကယ်ပဲဖျားသခင်နှုတ်ကပတ်တော်အတိုင်းပေါ့နော် 예를 들어 아팅 အထင် 이 말을 하나님께로부터 이 말을 들었습니다. တကယ်လို့များပေါ့နော်ဒီနှုတ်ကပတ်တော်ကိုဖျားသခင်စီကနေကိုကကြားလိုက်ရတယ်ဆိုရင် 오늘 밤에 내 영혼을 도로 찾으리니 ဒီလိုမျိုးစကားပေါ့နော်ဒီနေ့ညမှာတင်းရဲ့ဝိညာဉ်ကိုငါရုပ်သိမ်းမယ်ဆိုပြီးတော့ပြောတယ် 어떻게 하실까? အဲ့လိုမျိုးပြောလာတယ်ဆိုရင်ကိုကရောဘယ်လိုမျိုးလုပ်ပလိုက်လို့ထင်လဲ 5시간 남았습니다. 9နာရီပဲကြံတော့တယ်ပေါ့နော် 뭐 할 것 같아요? ဘာလုပ်မယ်လို့ထင်လဲ 그러니까 예를 들어서 우리 둘째 이름이 뭐였죠? ချင်းချင်း 친친 5시간 남았습니다. 9နာရီပဲကြံတော့တယ်ဘာလုပ်မလဲ 뭐 할 것 같아요? ဘာလုပ်မယ်လို့ထင်လဲတဲ့ကိုကို 나는 결혼도 못 해봤는데 ငါဟိုနော်အိမ်ထောင်လည်းမကြည့်ရသေးဘူး 나는 남자친구도 못 만들어봤는데 ငါကောင်းလေးလည်းမရှိသေးဘူးဆိုတော့ 아니에요. မဟုတ်ပါဘူးနော် 내일 시험 봐야 되는데 မနေ့ပြန်ဆောင်ပွဲဖြေရမှာ哦 그런 생각 안 해요. အဲ့လိုမျိုးမတွေးပါဘူး 5시간밖에 안 남았는데 ကိုတေဆုံးဖို့ပေါ့နော်9နာရီလောက်ပဲကြံတော့တာ 그 시간을 게임할까? အဲ့ဒီအချိန်အတွင်းမှာကို 그 시간을 유튜브 보고 있을까? အဲ့ဒီအချိန်မှာကိုက YouTube ကြည့်နေမလား 여러분 시간이 얼마 없다고 생각하면 우리는 그런 거 안 할 거예요. ဒါကြောင့်မလို့ပေါ့နော်ကိုကျွန်တော်တို့ဟာဒီအချိန်ဘယ်လောက်မှမကြံတော့ဘူးဆိုတဲ့အရာကိုတွေးမိရင်ပေါ့နော်ဒီလိုမျိုးအချိန်ဒီလိုမျိုးအရာရင်လည်းအချိန်ကိုဖြုံးတိမှာမဟုတ်ပါဘူး 그런데 우리는 사실 언제 죽을지 하나님을 만날지 모르는 인생을 살아가고 있는 겁니다. ဒါပေမဲ့ကျွန်တော်တို့ဟာဘယ်အချိန်တည်ဆုံးမလဲဆိုတဲ့အရာပေါ့နော်ပြီးတဲ့အခါမှာဘုရားသခင်နဲ့ဘယ်အချိန်တွေ့ရမလဲဆိုတဲ့အရာကိုမသိဆိုတာပေါ့နော်မသိလျက်နဲ့အသက်ရှင်နေတာဖြစ်ပါတယ် 여러분 우리 인생에는 슬픔과 죽음이 항상 있습니다. ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီဝမ်းနေခြင်းနဲ့တည်ခြင်းတရားဆိုတာအစအမြဲပေါ့နော်တွန်တွဲလျက်ရှိနေတာဖြစ်ပါတယ် 가장 슬픈 게 뭘까? ဒါဆိုရင်နာကျင်ရဆုံးပေါ့နော်တကယ်ဝမ်းအနည်းဆုံးအရာဘာဖြစ်မယ်လို့ထင်လဲ 사랑하는 사람과의 이별입니다. ကိုချစ်ရတဲ့သူနဲ့ခွဲခွာရခြင်းဖြစ်ပါတယ် 친친, ချင်းချင်း 누누, တူတူ 두두. 우리 자매간이에요. ညီမဟုတ်တယ်မလား 만약에 둘 중에 한 명이 오늘 죽는다. တကယ်လို့များပေါ့နော်နှစ်ယောက်ထဲကတစ်ယောက်ကဒီနေ့တည်ရမယ်လို့ပဲအကယ်၍များပေါ့နော် 내일부터 못 본다. မနေ့ပြန်နေစားရမတွေ့ရတော့ဘူးဆိုရင် 오예 이렇게. အိုးယေဆိုတော့ပြော 아 ပါ 그렇게 안 해요. အဲ့လိုမပြောပါဘူးနော် 안 그래요? ဟုတ်တယ်မလား 여러분 죽음이라는 것은 너무나 큰 충격을 가져오는 겁니다. ဒါကြောင့်မလို့ဒီတည်ခြင်းတရားဆိုတဲ့အရာပေါ့နော်ကိုယ့်အထဲမှာတကယ်ကိုမှရှော့ရစရာတစ်ခုဖြစ်ပါတယ် 여러분 가족이 많다는 것은 축복입니다. ဒီမိသားစုများတယ်ဆိုတဲ့အရာကလည်းတကယ်ကိုမှကောင်းကြီးတစ်ခုဖြစ်ပါတယ် 그런데 ဒါပေမဲ့ 여기 보세요. ဒီမှာတစ်ချက်ကြည့်အောင်ပေါ့နော် 이 친구는 사랑이 끊이지 아니하고 형제는 위급한 때까지 위하여 낫다라고 되어 ဒီ 있거든요. မှာဆိုရင်အစီခင်ပွန်းဆိုတာတော့အခါခက်သိမ်းချစ်တတ်တယ်တဲ့ညီအကိုဒီဒုက္ခကာလအဖို့မွေးဖွားလျက်ရှိတယ် 그래서 친구와 가족은 하나님의 축복인 거예요. ဒါကြောင့်မလို့တငယ်ချင်းပေါ့နော်မိတ်ဆွေပြီးတဲ့ခါမှာဒီမိသားစုဆိုတဲ့အရာကတကယ်ကိုမှဖျားပေးတဲ့ကောင်းကြီးတစ်ခုဖြစ်ပါတယ် 그런데 ဒါပေမဲ့ 가족이 많다는 것은 죽음도 많이 경험하게 된다는 겁니다. ဒါကြောင့်မလို့ဒီတနည်းအားဖြင့်ပြောမယ်ဆိုရင်ပေါ့နော်ဒီမိသားစုများတယ်ဆိုတဲ့အရာကဒီမိသားစုထဲမှာတေချင်းတရားနဲ့ပတ်သက်ပြီးတော့တွေ့ကြုံရတော့ပို့ပြီးတော့များတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်ပါတယ် 이런 생각 잘 안 해보죠. ဒီလိုမျိုးမတွေးခဲ့ဘူးမလား 하나님은 지혜자의 마음이 초상집에 있다. 바로 죽음 가운데 있다라고 이야기하셨습니다. ဒါကြောင့်မလို့ခုနပြောသလိုပဲပေါ့နော်ဉာဏ်ပညာရှိတဲ့သူရဲ့ဒီအတွေးတွေဟာသူတို့ဟာဒီအတုပအိမ်မှာရှိတယ်လို့ပြောနေတာဖြစ်ပါတယ် 왜 그렇습니까? ဘာကြောင့်လို့ပြောလဲ 우리 3절 4절 함께 읽도록 하겠습니다. ဒါဆိုရင်ဒီကျမ်းပိုက်ကိုပေါ့နော်ဒီလိုကဖတ်ကြည့်ရအောင်ပြုံးရည်ချင်းထက်ဝမ်းနေချင်းသည်တာ၍ကောင်း၏အကြောင်းမူကားမျက်နာညိုးငယ်သောအားဖြင့်နှလုံးတာ၍ကောင်းတတ်၏ပညာရှိသောသူတို့၏နှလုံးသည်မတာအိမ်၌ရှိ၏မိုက်သောသူတို့၏နှလုံးမူကားပျော်မွေ့ခြင်းပြုရာအိမ်၌ရှိ၏여러분 지혜자의 마음은 초상집에 있습니다. ဒါကြောင့်မလို့ဉာဏ်ပညာရှိတဲ့သူရဲ့နှလုံးသားဟာဒီအတုပအိမ်မှာရှိတတ်တာဖြစ်ပါတယ် 이 세상은 바로 하나님을 만나기 위하여 우리는 태어난 거예요. ဒါကြောင့်မလို့ဒီလောကကြီးထဲမှာကျွန်တော်တို့မွေးဖွားလာတဲ့အချိန်အကြောင်းဟာဘုရားသခင်နဲ့တွေ့ဖို့ရန်အတွက်မွေးဖွားလာဖြစ်ပါတယ်
진짜 그렇습니다. တကယ်ပါနော် 진짜 내가 어떤 모습으로 하나님을 만날 것인지를 생각해야 됩니다. ဒါကြောင့်မလို့ကိုဟာဘလို့ပုံစံမျိုးနဲ့ဖျားထီနဲ့တွေ့မှလဲဆိုတာကိုပြန်ပြီးတော့တွေးကြည့်ရမှာဖြစ်ပါတယ် 예를 들어서 아틴 몇 살이에요? အထင်ပေါ့နော်အသက်ဘယ်လောက်ရှိပြီလဲ 24살. 벌써 24년을 보내온 겁니다. ဒါကြောင့်မလို့အခု24နှစ်ပေါ့နော်အသက်တာကိုတက်ရှင်လာတာဖြစ်တယ် 우리 사람은 달려가고 있습니다. လူကတော့ပေါ့နော်အမြဲတမ်းပြေးလွှားပြီးတော့အသက်ရှင်ရတာဖြစ်တယ် 여러분 꼬링점을 위해서 달려가고 있습니다. ဒီပေါ့နော်ဒီပန်းတိုင်ကိုဥတီပြီးတော့ပြေးနေကြတာဖြစ်ပါတယ် 꼬링점에 뭐가 있죠? ဒါပေမဲ့အဲ့ဒီပန်းတိုင်မှာပါရှိနေလေပေါ့နော် 죽음이 있습니다. တေဆုံးတေချင်းတရားရှိနေတာဖြစ်ပါတယ် 사람이 태어나서 늙어간다는 것은 죽어간다는 것을 이야기합니다. ဒါကြောင့်မလို့လူဟာမွေးဖွားလာပြီးတော့အိုလာချင်းဟာဘာကိုပြောနေရလဲဆိုရင်တေချင်းတရားကိုဥတီနေတယ်ဆိုတာကိုပြောနေတာဖြစ်ပါတယ် 여러분 왜 우리 젊은 사람들은 많이 안 아파요? ဒီလူငယ်လူရွယ်တွေမှာကြတော့ပေါ့နော်တိတ်ပြီးတော့နာကျင်တာတွေတိတ်မရှိဘူးပေါ့နော်မကျန်းမာတာတိတ်မရှိဘူး 근데 우리 어머니는 아파요. ဒါပေမဲ့အမေကကြတော့အမြဲနာကျင်တာတွေပို့ပြီးတော့များလာတယ်ပေါ့နော် 맞죠? ဟုတ်တယ်မလား 왜요? ဘာကြောင့်လဲ 하나님 만날 때가 다 돼가니까 하나님 만날 준비를 확실하게 해라. 그런 뜻입니다. ဖျားသခင်နဲ့တွေ့ဖို့ရန်အတွက်ချိန်နီးလာတဲ့အတွက်ကြောင့်မလို့ဖျားခင်နဲ့တွေ့ဖို့ရန်အတွက်ပြင်ဆင်မှုကိုတည်တည်ချာချာလုပ်ပါဆိုတဲ့တတိပေးချက်ပဲဖြစ်ပါတယ် 여러분 죽음은 ဒါကြောင့်မလို့တေချင်းတရားဆိုတာ 내게 있는 모든 것을 한순간에 없어지게 만들어 버립니다. ဒီတေချင်းတရားဆိုတဲ့အရာပေါ့နော်ကိုယ်မှာရှိထားတဲ့အရာတွေကိုပိုင်ဆိုင်ထားတဲ့အရာတွေကိုတစ်ချိန်တည်းမှာပဲနော်အကလုံးကိုဖျောက်လိုက်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ် 지금 생각했던 모든 문제가 죽음 앞에서 영으로 바뀌어 버리는 거예요. ဒါကြောင့်မလို့အခုတွေးခေါ်နေတဲ့ဒီစိုးရိမ်ချင်းပူပန်ခြင်းတွေကတေချင်းတရားရှိမှဆိုရင်ဒီຢာတွေအားလုံးတုံညပဲပေါ့နော်ဘာမှတုံ 요즘 어떤 걱정이 있어요? ဟောနော်ဒီမှာရှိတဲ့ရောက်ချင်းစီတိုင်းဘာတွေတွေးပူနေကြလဲ 어떻게 돈을 벌어야 될까? ဘယ်လိုပတ်စံရှာရမလဲဆိုတာတွေးနေကြတယ် 어떻게 하면 공부를 잘할까? ဘယ်လိုလုပ်ရင်ဒီစာကိုပို့ပြီးတော့ကောင်းကောင်းပေါ့နော်တော်နိုင်မလဲ 어떻게 하면 잘생긴 남자친구를 만날 수 있을까? ဘယ်လိုလုပ်ရင်ကောင်းလေးချောချောလေးနဲ့တွေ့နိုင်မလဲဆိုပြီးတော့တွေးပူနေလာကြတယ် 여러분 오늘 밤에 죽는다라면 모든 걱정은 없어져 버리는 거예요. တကယ်လို့များကိုဟာဒီနေ့ညမှာတည်ဆုံးမယ်ဆိုရင်ဒီအရာတွေပူပန်နေတဲ့အရာတွေအားလုံးဟာပျောက်သွားမှာပဲဖြစ်ပါတယ် 하나님은 말씀하십니다. ဘုရားခင်ကပြောနေပါတယ် 우리 천천히 같이 한번 읽겠습니다. အားလုံးတူတူဖြည်းဖြည်းချင်းဖတ်ကြည့်အောင် ကျွန်တော်အားဖြင့်မိုးကောင်းကင်ကိုပြင်ဆင်တော်မူပြီး 여러분 이 사람이 짐승보다 뛰어난 것이 뭐예요? လူကပေါ့နော်ဒီတရိတ်ဆန်တက်ပို့ပြီးတော့တာတဲ့အရာဘာရှိမလဲ 오늘 우리는 닭을 먹었습니다. ဒီနေ့ပေါ့နော်ကြက်ကြော်စားလိုက်တယ်ပေါ့နော် 맛있게 먹었죠? အဲ့ဒါသာရှိရမလား 여러분 닭은 그래도 죽으면 닭고기를 주잖아요. ဒီကြက်ဟာပေါ့နော်တေသွားရင် तू ကကြက်သားအနေနဲ့ကိုတွေကို तू ကပေါ့နော်အကျိုးပြုတယ် 사람은 뭐 줘요? လူကကြတော့ဘာအကျိုးပြုလဲ 고기 줘요? အသားပေးလားအသားနဲ့အကျိုးပြုလား 맛 없어요. ဘာမှအရသာမရှိဘူးပေါ့နော် 하여튼 우리 죽으면 뭐 어디 쓸 때 있어요? ဒါဆိုရင်ဒီမှာကိုလူတစ်ယောက်ဟာပေါ့နော်ကိုတေဆုံးသွားပြီဆိုရင်ဘယ်နားမှာတုံးလို့ရလဲလူတစ်ယောက် 아무것도 없어요. ဘာမှတုံးလို့မရဘူး 그래서 이야기하는 겁니다. ဒါကြောင့်မလို့ပြောထားတာဖြစ်ပါတယ် 아니 짐승이 죽는 것처럼 사람도 죽잖아. ဒီမှာဆိုရင်ပေါ့နော်ဒီတရိတ်ဆန်တေတယ်လို့ပဲလူလည်းတေတယ်မလားဆိုပြီးပြောတာ 사람이 짐승보다 뛰어난 것이 없잖아 라고 이야기하는 거예요. လူဟာဒီတရိတ်ဆန်တက်ပို့ပြီးတော့တာတဲ့အရာမရှိဘူးမလားဆိုပြီးတော့ပြောနေတာပဲဖြစ်ပါတယ် 여러분 우리는 죽음을 생각하면서 이런 생각을 가지게 됩니다. ဒါကြောင့်မို့ကျွန်တော်တို့ကတေချင်းတရားနဲ့ပတ်သက်ပြီးတွေးတဲ့အခါမှာဒီလိုမျိုးအတွေးခေါ်တွေတွေးမိနိုင်ပါတယ် 아니 도대체 짐승과 사람의 다른 것이 무엇일까? ဒါဆိုရင်တရိတ်ဆန်နဲ့လူရဲ့ကွာခြားတဲ့အချက်ပေါ့နော်ဘာရှိမလဲ 도대체 사람을 왜 이렇게 허무하게 하나님은 창조하셨을까? ဒါဆိုရင်ပေါ့နော်ဘာကြောင့်မလို့ဘုရားခင်ကဒီလူကိုဒီလိုမျိုးဖြစ်အောင်ပေါ့နော်ဖန်ဆင်းထားတာလဲ 여러분 생각하면 그런 생각 안 들어요? တွေးကြည့်ရင်ပေါ့နော်အဲ့လိုမျိုးမတွေးမိကြဘူးလား 그런 생각이 듭니다. အဲ့လိုမျိုးတွေးကြည့်ကြတွေးတတ်ကြပါတယ် 여기 보세요. ဒီမှာတစ်ချက်ကြည့်အောင်နော် 주께서 모든 인생을 어찌 그리 허무하게 창조하셨는지요 라고 말씀하고 있습니다. ဒီမှာဆိုရင်ပေါ့နော်ဒီလူသားအပေါင်းတို့ကိုဘုရားခင်ကဘာကြောင့်မလို့ဒီလိုမျိုးဖန်ဆင်းထားတာလဲဆိုပြီးတော့မေးနေတာပဲဖြစ်ပါ 여러분, တယ် 우리는 죽음을 생각하면서 ဒါကြောင့်မလို့ကျွန်တော်တို့ကတေချင်းတရားနဲ့ပတ်သက်ပြီးတော့တွေးခေါ်တဲ့အခါမှာ 슬픔을 생각하면서 ဒီပေါ့နော်ဒီဝမ်းနည်းခြင်းအကြောင်းတွေကိုတွေးခြင်းအပြင် 이 죽음을 이길 수 있는 것이 무엇일까라는 것을
찾게 되고 생각하게 되는 겁니다. ဒါကြောင့်မလို့ဒီတေချင်းတရားကိုအောင်နိုင်တဲ့အရာကဘာလဲဆိုတာကိုတွေးပြီးတော့ဒီအရာနဲ့ပတ်သက်ပြီးတော့ရှာနေမိတာဖြစ်ပါတယ် 나는 죽어가고 있지만은 죽음보다 더 가치 있는 것이 무엇일까? 사람은 죽음을 생각하면서 더 가치 있는 것을 생각하게 되는 거예요. ဒါကြောင့်မလို့လူတစ်ယောက်ဟာပေါ့နော်ဒီတေချင်းတရားနဲ့ပတ်သက်ပြီးတော့တွေးတဲ့အခါမှာဒီတေချင်းတရားတက်ပို့ပြီးတော့အဖို့တန်တာကဘာလဲဆိုပြီးတော့ပို့ပြီးတော့ရှာခြင်းတဲ့နှလုံးသားရှိလာတာပဲဖြစ်ပါတယ် 하나님의 사람 모세가 있습니다. ဒီဖျားသခင်ရဲ့လူပေါ့နော်မောရှေရှိပါတယ် 모세의 기도 중에 한 내용입니다. ဒီအရာကတော့မောရှေရဲ့ဒီဆုတောင်းခြင်းအကြောင်းအရာတွေထဲကတစ်ခုဖြစ်ပါတယ် 같이 한번 읽겠습니다. အားလုံးသူဖတ်ကြည့်ရအောင်ကျွန်ုပ်တို့သည်ပညာတရားကိုနှလုံးသွင်းမိမိအကြောင်းကိုနှစ်ရက်ကာလကိုရေတွက်နိုင်စေခြင်းကတွင်တင်တော်မူပါ 며칠 남았습니까? ဒါဆိုရင်ကို့မှာရောဘယ်နှစ်ရက်ကြံသေးလဲပေါ့နော် 내가 이 땅에서 살아갈 날이 며칠 남았습니까? ကို့အတွက်ဒီလောကထဲမှာအသက်ရှင်ဖို့ရန်အတွက်ကဘယ်နှစ်ရက်ပဲကြံသေးကြံတော့နေ 누누? ဒူဒူ 두두 며칠 남았습니까? ဒူဒူဘယ်နှစ်ရက်ပဲကြံတယ် 여러분 생각해 봐야 되는 거예요. ဒါကြောင့်မလို့တွေးကြည့်ရမှာဖြစ် 여러분 그러면 생각이 깊어지게 돼 있어요. ဒီဟာကိုတွေးရင်ပေါ့နော်တကယ်ပဲကိုယ့်ရဲ့အတွေးတွေကလေးလေးနက်နက်နဲနဲကိုတွေးမိလာမှာဖြစ်ပါတယ် 무엇이 지혜인지를 찾게 되어 있습니다. ဘယ်အရာကဉာဏ်ပညာရှိတာလဲဘယ်အရာကပညာတရားလဲဆိုတာကိုတွေးမိလာမှာဖြစ်ပါတယ် 여러분 그래서 죽음을 생각하는 것은 바로 하나님의 은혜라는 것을 기억해야 됩니다. ဒါကြောင့်မလို့တေချင်းတရားနဲ့ပတ်သက်ပြီးတော့တွေးချင်းဟာဘုရားသခင်ရဲ့ကျေးဇူးတရားတွေတစ်ခုဖြစ်တယ်ဆိုတာကိုသိလာမှာဖြစ်ပါတယ် 자신의 죽음을 생각하는 것이 바로 지혜라고 이야기하십니다. ဒါကြောင့်မလို့ကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တေချင်းတရားကိုတွေးချင်းဟာတကယ်ပဲဉာဏ်ပညာရှိတဲ့အရာပညာတရားရှိတဲ့အရာဆိုတဲ့အရာကိုသိလာမှာဖြစ်ပါတယ် 나의 연약함을 깨닫고 정말 내가 죽을 날이 얼마 남았을까 그렇게 생각한다는 것은 하나님께서 큰 은혜와 기회를 주고 있다는 것을 기억해야 되는 겁니다. ဒါကြောင့်မလို့ကိုယ့်ရဲ့အားနည်းချင်းကိုသိပြီးတော့ပေါ့နော်ဒီကိုကဘယ်အချိန်မှသိဆုံးမလဲဒီတေချင်းတရားနဲ့ပတ်သက်ပြီးတော့တွေးတဲ့အခါမှာဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာဘုရားသခင်ရဲ့ကျေးဇူးတရားတွေကိုပို့ပြီးတော့သိမြင်ပြီးတော့ခံစားမိလာမှာဖြစ်ပါတယ် 우리의 높아진 마음이 낮아지게 되어 있습니다. ကိုယ့်ရဲ့ဒီမြင့်မားနေတဲ့ထောင်လွှားနေတဲ့ဒီနှလုံးသားတွေဟာနှိမ်ချတက်လာမှာဖြစ်ပါတယ် 우리가 하나님 앞에 진정 가치 있는 것이 무엇인지를 찾게 되어 있습니다. ဒါကြောင့်မလို့ဘုရားသခင်ရှေ့မှာဘယ်အရာကတန်ဖိုးရှိတာလဲတန်ဖိုးမရှိတာလဲဆိုတာကိုရှာဖွေတက်လာမှာပဲဖြစ်ပါတယ် 여러분 산자가 우리가 이 죽음에 대해서 우리는 생각하는 것이 필요한 겁니다. ဒါကြောင့်မလို့ဒီတေချင်းတရားနဲ့ပတ်သက်ပြီးတော့တွေးခေါ်ဖို့ရန်လည်းလိုအပ်တာဖြစ်တယ် 보세요. ကြည့်ကြည့်ရအောင်ပေါ့နော် 여러분 신앙을 가진 우리도 마찬가지예요. ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်ခြင်းရှိတယ်ကျွန်တော်တို့အရောက်စင်ချင်းစီနိုင်တယ်ဒီလိုပဲဖြစ်ပါတယ် 믿는 사람과 믿지 않는 사람이 오토바이를 같이 타고 가다가 사고를 당했습니다. ဒီယုံကြည်သူနဲ့မယုံကြည်တဲ့သူอ่ะပေါ့နော်အတူတူသွားရင်းနဲ့ဒီဆိုင်ကယ်ချင်းချင်းတိုက်မိကြတယ်ပေါ့နော်မတော်တဆဖြစ်တယ် 그럼 구원받은 사람은 안 다치나요? ဒါဆိုရင်အဲ့ဒီယုံကြည်တဲ့သူကကြတော့မထိခိုက်ဘူးလား 전쟁터에서 총알이 날라옵니다. ဒီစစ်ပွဲထဲမှာပေါ့နော်ဒီတနက်စစ်ဒီပေါ့နော်တနက်ကြီးစံပေါ့နော်ပြစ်လာတယ်ဆိုရင် 그럼 구원받은 사람은 총알을 안 맞나요? ဒါဆိုရင်ကယ်တင်ချင်းရထားတဲ့သူယုံကြည်သူကဒီကြက်ကြီးစံမမှန်တော့ဘူးလား 여러분 우리에게도 똑같은 고난과 어려움이 있는 겁니다. ဒါကြောင့်မလို့ကျွန်တော်တို့စီမှာပေါ့နော်တူညီစွာပဲယုံကြည်သူမယုံကြည်သူတူညီစွာပဲကျွန်တော်တို့စီမှာဒီဒုက္ခဆိုတဲ့အရာကတူညီစွာရှိနေတာဖြစ်ပါတယ် 내가 신앙을 생각하면 내 삶의 방향을 바꾸고자 하는 마음을 가지게 되는 거예요. ဒါကြောင့်မလို့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုပြန်စဉ်းစားတဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ဒီအသက်တာကိုပြောင်းလဲဖို့ရန်အတွက်ဒီနှလုံးသားမျိုးရှိလာမှာဖြစ်ပါတယ် 더 열심히 살아야 되겠다. ပို့ပြီးတော့တူတူစားအသက်ရှင်ရမယ်ဆိုတဲ့နှလုံးသားမျိုးရှိလာမှာဖြစ်တယ် 여러분 이스라엘의 두 번째 왕의 이름이 무엇입니까? ဒီဣသရေလလူမျိုးတွေရဲ့ဒုတိယမြောက်ဘုရင်ကဘာဖြစ်မလဲ 다윗이다. ဒါဝိဒ်ဖြစ်ပါတယ် 다윗. 네, 두 번째는 다윗 왕입니다. ဒုတိယဘုရင်ကတော့ 하나님의 마음에 합한 자라는 이름을 들었습니다. ဖခင်ရဲ့နှလုံးနဲ့သဘောတွေ့တဲ့သူဆိုပြီးတော့ပြောထားဖြစ်ပါတယ် 왜 그렇습니까? ဘာကြောင့်လဲပေါ့နော် 이 바울의 우리 다윗 왕의 마음이에요. ဒါကတော့ဒါဝိဒ်ရဲ့နှလုံးသားဖြစ်ပါတယ် 자 보세요. ကြည့်ကြည့်အောင်နော် 나와 사망은 한 걸음뿐이다라고 그러셨던 거예요. ဒီမှာဆိုရင်ပေါ့နော်ကိုငါနဲ့ဒီတေချင်းတရားဆိုတာတေဘေးဆက်ကြမှာပေါ့နော်အတွားတလန်းပဲရှိတယ်ဆိုပြီးပြောနေပါတယ် 이런 왕이었습니다. ဒီသူကတော့ဘုရင်ဖြစ်ပါတယ်ပေါ့နော် 많은 고난을 당했습니다. 우리 야. 다윗 왕은 များစွာသောဒုက္ခတွေကိုလည်းသူကြုံခဲ့ပူပါတယ် 나와 사망의 사이는 한 걸음뿐이니이다. 사망이 붙어 있다.
내가 언제든지 죽을 수 있다라고 고백하면서 살아갔던 다윗이라는 거예요. ဒါကြောင့်မလို့ဒီမှာကြည့်မယ်ဆိုရင်ကျွန်ုပ်နဲ့တေဘေးဆက်ကြားမှာအသွားတလန်းသာရှိတယ်ဆိုပြီးတော့ဗောနော်သူနဲ့ဒီတေခြင်းတရားဆိုတာအမြဲတမ်းနီးကပ်စွာရှိနေတယ်ဆိုတဲ့နှလုံးသားမျိုးနဲ့အသက်ရှင်ခဲ့တဲ့ဒါဝိဒ်ဖြစ်ပါတယ် 아까 우리 읽었던 말씀이죠. ခုနကတော့ဖတ်ခဲ့တဲ့ကျမ်းပိုက်ဖြစ်ပါတယ် 같이 한번 읽겠습니다. အားလုံးတူတူဖတ်ကြည့်ရအောင်ကျန်ရှိစဉ်တွင်ဖျားသခင်ကချင်းလူမယနေ့ညပင်တင်ဤဝိညာဉ်ကိုရုပ်သိမ်းရအချိန်ရောက်လိမ့်မည်တိုးဖြစ်၍တင်သည်ပြင်ဆင်တိုးထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်းဟုတထေအားမိန့်တော်မူ၏။ 오늘 밤에 내 영혼을 도로 찾으리니. ယနေ့ညပင်တင်ဤဝိညာဉ်ကိုရုပ်သိမ်းရအချိန်ရောက်လိမ့်မည်လို့ပြောပါတယ် 어머니, အမေပေါ့နော် 오늘 밤에 내 영혼을 도로 찾으리니. ယနေ့ညပင်တင်ဤဝိညာဉ်ကိုရုပ်သိမ်းရအချိန်ရောက်လိမ့်မယ်လို့ပြောပါတယ် 우리 하나님 만날 준비가 되어 있습니까? ဒါဆိုရင်ဖျားသခင်နဲ့တွေ့ဖို့ရန်အတွက်ပြင်ဆင်ပြီးပြီလား 아티는 어떻습니까? အထင်တော့ဘယ်လိုနေလဲ 정말 하나님 앞에서 그 제 문제가 해결된 하나님의 자녀로서 살아가고 있습니까? ကိုနဲ့ဖျားရဲ့ရှိမှာပေါ့နော်ကိုဟာတကယ်ပဲကိုထဲမှာရှိတဲ့အဖြစ်တွေဟာတကယ်ပဲဖြည့်ရှင်းပြီးဖြစ်ပြီးတော့ဖျားရဲ့သားသမီးတစ်ယောက်အနေနဲ့အသက်ရှင်နေပြီလား 여러분, ဒီ 우리가 신앙을 가지고 있다. 하나님의 사랑을 깨달았다는 것은 가장 중요한 겁니다. ဒါကြောင့်မလို့ကျွန်တော်တို့အရောက်ချင်းစီတိုင်းကဒီယုံကြည်ခြင်းမျိုးကိုရှိထားတဲ့အရာပေါ့နော်ဒီဖျားခင်နဲ့ပတ်သက်ပြီးတော့ယုံကြည်ခြင်းမျိုးရှိထားတဲ့အရာဖျားခင်သားသမီးတစ်ယောက်နဲ့အသက်ရှင်နေတဲ့အရာတကယ်ကိုမှအရေးကြီးတာဖြစ်ပါတယ် 우리 그 중간에 우리 친구 이름이 အလေကတယောက်ရဲ့ဟောပေါ့နော်နာမည်ကဆိုင်းမိုင် 사인 မိုင် 마인. 사인 마인. 얼마 주면 내 생명을 주실 거예요? ဘလောက်ပေးရင်ပေါ့နော်ကိုယ့်ရဲ့အသက်ကိုပေးမလဲဘလောက်နဲ့ရောင်းမလဲပေါ့နော် 아틴? အထင်နော် 제가 얼마 주면 생명을 주실 거예요? ဘလောက်ပေးရင်အသက်ကိုပေးမလဲ 예를 들어서 1억, ဥမာပြောရင်တိန်းတစ်ထောင်ပေါ့နော် 100억. တိန်းတစ်တောင်း 얼마를 주면 주실 거예요? ဘလောက်ပေးရင်အသက်ကိုပေးမလဲ 아이고 우리 어머니 어머니요. 아니, 어머니 많이 오래 사셨으니까. အမ်ဖန် 호호, 아니 어머니 이제 살만큼 살았는데 뭐. ဂျာကြီးအသက်ရှင်ခဲ့ပြီးပြီလေတဲ့မပေးဘူးလား 여러분, 근데 이 생명은요 돈을 낼 수가 없어요. ဒါကြောင့်မလို့ဒီအသက်ဆိုတဲ့အရာပေါ့နော်ငွေနဲ့တန်ဖိုးဖြတ်လို့ရတဲ့ဟာမဟုတ် 맞아요, 아니에요? ဟုတ်တယ်မလား 여러분, 영원한 생명의 가치는 얼마입니까? ဒါဆိုရင်ထာဝရအသက်ရဲ့တန်ဖိုးကဘယ်လောက်ရှိလဲ 영원한 천국에서 살아가는 그 생명의 가치는 얼마 주면 살 수가 있는 거예요. ဒါဆိုရင်ထာဝရနိုင်ငံမှာပေါ့နော်ထာဝရအသက်နဲ့အသက်ရှင်လို့ရတဲ့ဒီအသက်ကိုကြတော့ဘယ်လောက်ပေးရင်ဝယ်လို့ရလဲ 진짜 귀한 것을 귀하게 볼 수 있는 눈을 가진 사람이 지혜로운 사람인 거예요. ဒါကြောင့်မလို့တကယ်အဖို့တန်တဲ့အရာကိုနော်အဖို့တန်တယ်လို့မြင်တတ်တဲ့ဒီမျက်လုံးပိုင်ဆိုင်ထားတဲ့သူဟာတကယ်ကိုဉာဏ်ပညာရှိတဲ့သူဖြစ်ပါတယ် 여러분 누가복음 16장에 보면 부자와 거지 나사로가 나옵니다. ဒါကြောင့်မလို့ရှင်တို့ကခရစ်ဝင်ခန်းကြီး16မှာကြည့်မယ်ဆိုရင်ပေါ့နော်လာဇရုနဲ့ဒီထေးနဲ့အကြောင်းအရာပါပါတယ် 그런데 ဒါပေမဲ့ 그 부자가 지옥에 들어갔다는 거예요. ဒါပေမဲ့ဒီတထေးကကြတော့ငရဲကိုဝင်သွားရတယ်လို့ပြောပါတယ် 그리고 물 한 방울 달라고 부탁을 했습니다. ပြီးတဲ့ခါမှာသူဟာပေါ့နော်ဒီရေတစ်စက်လောက်ပေးပါဆိုပြီးတော့သူကတောင်းခဲ့တဲ့သူဖြစ်ပါတယ် 물 한 방울. ဒီရေတစ်စက်ပေါ့နော် 어떻게 됐습니까? ဘလို့ဖြစ်သွားလဲ 거절당했어요. ဒါပေမဲ့သူငင်းခံလိုက်ရပါ 여기 보세요. ဒီမှာကြည့်ရအောင်ပေါ့နော် 같이 한번 읽겠습니다. အားလုံးတူတူဖတ်ကြည့်ရအောင်။အိုးအဘအာဗြဟံကျွန်ုပ်ကိုကယ်မသနာတော်မူပါ။ကျွန်ုပ်သည်ဤမီးရှံ၌ရင်းစွာခံရသောကြောင့်လာဇရုသည်မိမိလက်ဖြားကိုရေ၌နှိပ်၍ကျွန်ုပ်ရှာကိုအေးစေခြင်းကသူ့ကိုကျွန်ုပ်ရှိရာသို့ဆေလွတ်တော်မူပါဟုဟစ်ကြော်လေ၏ 여러분 물 한 컵이 아니잖아요. ရေတစ်ခွက်မဟုတ်ဘူးနော် 물 한 방울 찍어서 달라고 이 땅에서 그렇게 부자로서 살아갔던 그 사람인데 ဒီလိုမျိုးပေါ့နော်ဒီလောကထဲမှာတော့တကယ်ကိုမှချမ်းသာစွာနေထိုင်ခဲ့တဲ့တထေးဖြစ်ပေမဲ့ဒီလက်ဖြားလေးနဲ့ပဲတူပြီးတော့သူ့ကိုရေပေးပါဆိုပြီးတော့တောင်းတယ် 아니, 물 한 컵 주세요. ရေတစ်ခွက်ပေးပါလို့တောင်းတယ်မဟုတ် 부자도 그렇게 요구할 수 없었던 거예요. ဒါကြောင့်မလို့ဘလောက်ပဲချမ်းသာနေပါစေဒီလိုမျိုးတောင်းဆိုလို့မရဘူးဆိုတဲ့အရာဖြစ်ပါတယ် 내가 지옥에서 고통받는 것은 당연하다. ဒီသူကပေါ့နော်ဒီငရဲထဲမှာထောက်ကဝေဒနာခံစားရတယ်ဆိုတာဒီဟာဖြစ်တိုင်တယ်ဖြစ်တဲ့နေဆိုပြီးတော့သူကပြောတာဖြစ်တယ် 물 한 방울 찍어서 내 혀를
찍어서 내 몸을 시원하게 해주세요. ဒါကြောင့်မလို့ तू ကတခြားအရာဘောနော်မတောင်းဆိုဘဲနဲ့ဒီရေတစ်စက်လေးလောက်ပဲပေးပါဆိုပြီး तू ကတောင်းဆိုတာဖြစ်ပါတယ် 여러분, 그런데 거지는요. ဒါပေမဲ့ဒီလာဇရု 거지 나사로는 이 땅에서 그 부자 상에서 떨어지는 것을 먹고 살아갔던 불쌍한 사람이에요. ဒီလာဇရုဟာဆိုရင်ဒီလောကထဲမှာအသက်ရှင်စင်မှာပေါ့နော်ဒီတထေးရဲ့သူ့ရဲ့ဇပွဲကနေကြားတဲ့အရာကိုမျောပြီးတော့စားရတဲ့အသက်ရှင်ရတဲ့သူဖြစ်ပါတယ် 하지만 천국으로 들어갔습니다. ဒါပေမဲ့ तू ကကောင်းကင်နိုင်ငံကိုဝင်စားခွင့်ရတယ် 누가 부러워요? ဒါဆိုရင်ဘဒုကိုပို့ပြီးတော့အားကြတယ် 두두! တူတူ 누가 부러워요? ဘဒုကိုပို့ပြီးတော့အားကြတယ် 여러분, 천국 들어간 거지 나사로, ဒီကောင်းကင်နိုင်ငံဝင်ရတဲ့ဘောနော်တဒေါင်းစားလာဇရုပေါ့နော် 아틴, အထင် 누가 부러워요? ဘဒုကိုအားကြတယ် 누가 진정한 행복을 가진 사람입니까? ဘဒုကတကယ်စစ်မှန်တဲ့ဝမ်းမြောက်မှုကိုပိုင်ဆိုင်ရတဲ့သူလေ 이 땅이 아니라는 거예요. ဒီလောကထဲမှာမဟုတ်ပါဘူး 여러분, 이 땅에서 살아가는 것은 사실 아무것도 아니에요. ဒီလောကထဲမှာအသက်ရှင်နေဆိုတဲ့အရာကဒီထဲမှာအသက်ရှင်နေကြဘာမှအသုံးဝင်တာမဟုတ်ပါဘူး 어머니 맞아요, 아니에요? ဟုတ်တယ်မလား 어머니 맞다 그러잖아요, 이렇게. အမေမှန်တယ်လို့ပြောနေနော် 여러분, 우리는 영원한 천국에 대한 하나님 사랑을 준비하는 사람들입니다. ဒါကြောင့်မလို့ကျွန်တော်ကျမတို့တွေဟာဒီလောကမှာအသက်ရှင်နေဆိုတာကတော့ဒီထာဝရနိုင်ငံကိုဝင်ဖို့ရန်အတွက်ပြင်ဆင်နေတဲ့အချိန်ဖြစ်ပါ 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်အောင် 아름다운 이름이 무엇입니까? ဒါဆိုရင်လှပတဲ့နာမည်ပေါ့နော်နာမဆိုတာဘာလဲ 예수님의 피로서 구원받은 사람에게는 또 다른 이름이 있는 겁니다. ဒါကြောင့်မလို့ကိုဖျားသခင်ရဲ့ယေရှုရဲ့အသွေးတော်နဲ့ကယ်တင်ရှင်ရထားတဲ့သူစီမှာတော့တခြားပေါ့နော်နာမည်တစ်ခုရှိတာဖြစ်ပါတယ် 하나님의 자녀라는 바로 그런 기쁨과 평강이 있는 거예요. ဖျားသခင်ရဲ့သားသမီးဆိုတဲ့ဝမ်းမြောက်မှုပေါ့နော်ဒီအရာမျိုးရှိတယ် 우리가 이렇게 이 시간 함께 말씀을 배우는 이유도 바로 그 진리의 말씀으로 하나님의 사랑을 받기 위해서 이 자리에 모인 것입니다. ဒါကြောင့်မို့ကျွန်တော်တို့ဒီနေရာမှာရှိနေရခြင်းဟာလေထိုတမန်တရားအဖြစ်ပေါ့နော်ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာဖျားသခင်ရဲ့ဒီညီသက်ချင်းကိုတင်ယူဖို့ရန်အတွက်ရှိနေတာဖြစ်ပါတယ် 그리고 태어났으면 ပြီးတဲ့အခါမှာပေါ့နော်မွေးလာလူဆိုတာမွေးလာပြီဆိုရင် 먹어야만 힘이 나요. ဒီစားနေမှပဲပေါ့နော်စားသုံးနေမှပဲခွန်အားဆိုတာရှိရပေါ့နော် 주님의 이름으로 모일 때 우리는 힘이 나는 크리스찬인 거예요. ဒါကြောင့်မလို့ဖျားသခင်ရဲ့နာမအားဖြင့်ကျွန်တော်တို့ဟာစုဝေးတဲ့အခါမှာခွန်အားပေါ့နော်ရှိလာနိုင်တာဖြစ်ပါတယ် 보세요. ကြည့်ကြည့်အောင်ပေါ့နော် 만약 이 시간 여기 없으면 어디 있을까? ဒါဆိုရင်တကယ်လို့များဒီအချိန်မှာဒီနေရာမှာမရှိနေဘူးဆိုရင်ကိုကဘယ်နေရာမှာရှိနေ 집에 လဲ 있겠죠. အိမ်မှာပဲရှိနေမှာဟုတ်တယ်မလား 뭐 하고 있을까? ဘာလုပ်နေလောက်မလဲ 성경 볼까? ကျမ်းစာဖတ်နေလောက်မလား 기도할까? ဆုတောင်းနေလောက်မလား 절대 아니에요. လုံးဝမဟုတ်တော့ပါဘူးနော် 여러분, 이 시간이 그래서 너무나 축복된 시간입니다. ဒါကြောင့်မလို့ဒီအချိန်တိုင်းရတကယ်ကိုမှကောင်းကြီးတစ်ခုဖြစ်ပါတယ် 이 시간 함께하는 우리 정말 우리 5분, 우리 마이란장 6명이지만 한 명 한 명이 하나님 앞에 너무나 귀한 사람들입니다. ဒါကြောင့်မလို့ဒီနေရာမှာစုဝေးကြတဲ့ဒီ9ယောက်6ယောက်ဟာဘုရားခင်ရှိမှာတစ်ယောက်ချင်းစီဟာတကယ်ကိုမှဖိုးတန်တဲ့အချိန်တကယ်ကိုမှအရေးကြီးတဲ့အချိန်ကိုဖြတ်သန်းနေတာဖြစ်ပါတယ် 우리 하나님은 말씀하십니다. ဒါကြောင့်မလို့ဘုရားခင်ကဒီလိုပြောနေပါတယ် 같이 한번 အားလုံး 읽겠습니다. တူတူဖတ်ကြည့်ရအောင်ဂုံအတည်နှင့်ပြည့်စုံလျက်ပညာတတိမရှိသောသူကပျက်စီးခြင်းသို့ရောက်တတ်သောတရိษံနှင့်တူ၏ 하나님의 형상을 닮은 그 영혼을 가진 우리가 정말 이 땅을 살아가며 하나님을 알아가는 데 힘을 써야 됩니다. ဒါကြောင့်မလို့ဖះနဲ့တဒံတူတဲ့ဝိညာဉ်ကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ဟာဒီလောကမှာတက်ရှင်နေတဲ့အခါမှာဖះကိုတာ၍တည်ကျွမ်းဖို့ရအတွက်ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ် 하나님은 그 모든 것들을 주기를 원하시는 거예요. ဖះသခင်ကတော့အရာခတ်သိမ်းကိုပေးဖို့ရန်အတွက်အလိုတော်ရှိတဲ့သူဖြစ် 우리 ပါ 이 တယ် 말씀도 같이 한번 읽겠습니다. ဒီနှုတ်ကပတ်တော်ကိုအားလုံးတူဖတ်ကြည့်ရအောင်လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဖះသခင်အလိုရှိ၏ 네, 저는 그래서 여기 한 분 한 분이 이 말씀 앞에서 하나님의 말씀을 배우고 또 구원받고 살아가는 모습을 가장 기도하고 있고 원하고 있습니다. ဒါကြောင့်မလို့ကျွန်တော်အနေနဲ့လည်းပေါ့နော်ဒီမှာရှိတဲ့သူအရောက်ချင်းစီတိုင်းဟာတမန်တရားအားဖြင့်ဒီနှုတ်ကပတ်တော်ထဲမှာရှိခြင်းအားဖြင့်ပေါ့နော်ဘုရားထဲမှာကယ်တင်ခြင်းကိုရောက်ပြီးတော့ပေါ့နော်တမန်တရားအားဖြင့်အသက်ရှင်ဖို့ရန်အတွက်တကယ်ကိုမှဆုတောင်းပြီးတော့မျှော်လင့်နေပါတယ် 이 제일 처음 우리가 읽었던 말씀이 있습니다. ပထမဦးဆုံးပေါ့နော်ဒီနေ့နောက်ဆုံးဖတ်ခဲ့တဲ့ကျမ်းပိုက်ရှိပါတယ် 보세요. ကြည့်ကြည့်အောင် 하늘의 별을 보세요. ဒီကောင်းကင်မှာဆိုရင်ကျယ်ရရှိပေါ့နော် 밝게 빛나는 별이 있습니다. ကျယ်ရထဲမှာတကယ်ကိုမှလင်းပို့ပြီးတော့လင်းစွာတောက်ပတဲ့ကျယ်ရှိပါ 근데 잘 안 보이는 별들도 있어요. ပြီးတဲ့အခါမှာတိတ်မမြင်ရတဲ့ပေါ့နော်တိတ်မလင်းနဲ့မှိန်နေတဲ့ကျယ်တွေလည်းရှိပါ 그게 무엇을 이야기하는 걸까? ဒါဆိုရင်အဲ့ဒီအရာတွေကဘာကိုပြောနေတာလဲ 여러분,
우리가 어떻게 살아갔는가에 따라서 하나님께 받는 영광이 다르다라는 것을 보여주고 있는 거예요. ဒါကြောင့်မို့ကျွန်တော်ကျမတို့ကဒီလောကထဲမှာဘလို့အသက်ရှင်လဲပေါ်မူတည်ပြီးကျွန်တော်ကျမတို့ရဲ့ဘုံအသေးပေါ့နော်ထာဝရဒီကောင်းကင်နိုင်ငံမှာခံစားရမယ့်ဘုံအသေးကကွာခြားတယ်ဆိုတဲ့အရာကိုပြသနေရပဲဖြစ်ပါတယ် 사람한테는 인정 안 받아도 돼요. လူတွေရှိမှာပေါ့နော်လူတွေရဲ့အတိမပြုခြင်းကိုမခံရလည်းဘာမှမဖြစ်ပါဘူး 하지만 ဒါပေမဲ့ 하나님 앞에 우리가 칭찬받고 잘하였도다 충성된 종아 하나님께 칭찬받으면 예수님께 칭찬받으면 그것으로 괜찮은 거예요. ဒါကြောင့်မလို့ဖျားခင်ရှိမှရောက်တဲ့အခါမှာပေါ့နော်ဖျားခင်ရှိမှအော်တာသူငယ်သားကောင်းဆိုပြီးတော့ဒီလိုမျိုးချီးကျူးခြင်းခံရဖို့ကတကယ်ကိုမှအရေးကြီးတာဖြစ်ပါတယ် 많은 사람을 옳은 대로 돌아오게 한 자. ဒီမှာဆိုရင်ပေါ့နော်လူအများတို့ကိုဖြောက်မှတ်ခြင်းတရားလမ်းထဲသို့တွင်တော်သူတို့လို့ပြောပါတယ် 여러분 한번 생각해 보세요. ဒါဆိုရင်တစ်ချက်လောက်တွေးကြည့်ကြည့်ရအောင် 제가 감히 이렇게 이야기합니다. ကျွန်တော်ကတော့ဒီလိုမျိုးပေါ့နော်မဝေးမရဲဒီလိုမျိုးလေးပြောချင်ပါတယ် 여러분 이렇게 성경을 가지고 하나님의 사랑을 제대로 가르치는 곳이 제가 생각할 때는 거의 없어요. ကျွန်တော်တွေးတဲ့အခါမှာပေါ့နော်ဒီလိုမျိုးနှုတ်ကပတ်တော်နဲ့တေချာတင်ပေးတဲ့နေရာပေါ့နော်နှုတ်ကပတ်တော်အတိုင်းသွားတဲ့နေရာဆိုတာခုချိန်ဒီခုခေတ်မှာပေါ့နော်ပျောက်လူနေပါတကယ်ကိုမှအဲ့လိုမျိုးဖြစ်နေတဲ့အချိန်တိုင်းဖြစ်ပါတယ် 하나님 만날 준비를 해야 된다. ဒါကြောင့်မလို့ဖျားခင်နဲ့တွေ့ဖို့ရန်အတွက်အချိန်တိုင်းကိုပြင်ဆင်ရမယ်လို့ပြောတဲ့နေရာတွေပေါ့ 하나님은 사랑이시다. ဖျားခင်ကချစ်ချင်းမေတ္တာရှင်ဖြစ်တယ် 왜 하나님이 사랑이십니까? ဒါဆိုရင်ဖျားခင်ကဘာကြောင့်မလို့ချစ်ချင်းမေတ္တာရှင်ဖြစ်တာလဲ 이 모든 것들 다 주셨으니까요. ဒီအရာအလုံးကိုပေးထားလို့လေဆိုပြီးပြန်ပြေးကြတယ်နော် 아니에요. ဒါပေမဲ့မဟုတ်ပါဘူး 바로 예수님을 통하여 그 사랑이 나타난 겁니다. ယေရှုခရစ်အားဖြင့်ထိုချစ်ချင်းမေတ္တာဟာပေါ်ထွက်လာတာပဲဖြစ်ပါတယ် 내가 죄인 되었을 때 ကျွန်တော်ကျမတို့အပြစ်ထဲမှာရှိနေစဉ်ကတည်းကပေါ့နော် 내가 하나님 앞에 원수 되었을 때에 하나님께서 예수님을 이 땅에 보내주신 거예요. ကျွန်တော်ကျမတို့ဟာအပြစ်ထဲမှာရှိနေစဉ်ကတည်းကကျွန်တော်ကျမတို့ဟာဖျားသခင်နဲ့ယံသူဖြစ်နေစဉ်ကတည်းကဖျားသခင်ဟာယေရှုကိုကျွန်တော်ကျမတို့အတွက်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ် 나를 대신해서 죽어줄 사람이 있습니까? ကိုယ့်အတွက်ပေါ့နော်ကိုယ်စားအသေးခံပေးမဲ့သူရှိလား 없습니다. မရှိပါဘူးနော် 근데 예수님이 누구십니까? ဒါပေမဲ့ယေရှုခရစ်ကဘာတူလဲ 하나님이세요. ဖျားသခင်ဖြစ်ပါတယ် 창조주, 말씀으로서 이 모든 것들을 창조한 이 세상의 주인이세요, 주인. ဒီပေါ့နော်နှုတ်ကပတ်တော်အပြင်ဒီနှုတ်စကားအပြင်ဒီလူဘာလုံးကိုဖန်ဆင်းထားတဲ့ဖန်ဆင်းရှင်ဖျားသခင်ဖြစ်ပါတယ် 생명을 주시는 분이십니다. အသက်ကိုပေးတဲ့ဖျားဖြစ်ပါတယ် 생명을 걷어가시는 분이세요. အသက်ကိုလည်းရုပ်သိမ်းနိုင်တဲ့ဖျားဖြစ် 근데 그 하나님께서 육신을, 사람의 몸을 입고 이 땅에 오신 분이 예수님이신 ဒါ 거예요. ကြောင့်မလို့အထိုကဲ့သို့သောဖျားသခင်ဟာလူစားတိကိုခံယူပြီးတော့ဒီလောကကိုကြွဆင်းလာတာကယေရှုခရစ်ဖြစ်ပါတယ် 왜 죽으셨습니까? ဒါဆိုရင်ဘာကြောင့်မလို့အသေးခံခဲ့တာလဲ 능력이 없습니까? တကိုးမရှိလို့လား 여러분 성경을 보면 대단한 일이 나옵니다. ဒီကျမ်းစာထဲမှာကြည့်မယ်ဆိုရင်တော့များစွာသောနိမိတ်လက္ခဏာတွေရှိပါတယ် 한번 읽어보세요. တစ်ခါတော့ဖတ်ကြည့်ပါဘောနော် 이사야 38장인가요? ဟေရှာယအခန်းကြီးပေါ့နော်59မှာပေါ့နော် 전쟁이 일어났습니다. ဒီမှာပေါ့နော်အဲ့မှာဆိုရင်စစ်ပွဲဖြစ်လာတယ် 근데 우리는 하나님 믿는 백성이었어요. အဲ့ဒီထဲမှာဆိုရင်ဒီဘုရားကိုယုံကြည်တဲ့သူတွေလည်းရှိတယ်ပေါ့နော် 왕이 히스기야라는 왕이었습니다. ဒီဘုရင်ကတော့ဟိဇကိဆိုတဲ့ဘုရင်ပေါ့နော် 하나님 우리 힘으로는 이길 수가 없습니다. ဘုရားသခင်ကျွန်တော်တို့ဟာဒီနော်ကျွန်တော်တို့ရဲ့အင်အားနဲ့မနိုင်နိုင်ဘူးဆိုပြီးတော့ဆုတောင်း 하나님께 기도했습니다. ဘုရားသခင်ရှိမှဆုတောင်းပါတယ် 다음 날 그နောက်တစ်နေ့မှာ 적들 18만 5천 명이 그날 밤에 다 송장이 되어버렸습니다. နောက်တစ်နေ့မှာပေါ့နော်ဒီရန်သူဖက်ကဒီစစ်သားတွေတသိန်းကျော်ပေါ့နော်တသိန်း85,000လောက်ကအကုန်လုံးပေါ့နော်ဒီအကုန်လုံးတေလျက်ရှိနေတာဖြစ်ပါတယ် 여러분 하나님은 능력이 있으신 분이에요. ဒါကြောင့်မလို့ဘုရားသခင်ဟာတကိုးရှိတဲ့ဘုရားဖြစ် 그 예수님이 왜 죽으셨습니까? ဒါဆိုရင်အဲ့ဒီယေရှုကဘာကြောင့်မလို့အသေးရတာလဲပေါ့နော် 아무것도 하나님에 대한 생각이 적은 나를 위해서 ဒီဘုရားသခင်ရဲ့ပေါ့နော်ဒီအသိပညာဘုရားသခင်ကိုမသိကျွမ်းတဲ့ကျွန်တော်ကျမတို့ရဲ့အတွက်ပေါ့နော် 나를 천국 보내기 위해서 ကျွန်တော်ကျမတို့အကိုဒီကောင်းကင်ကိုပို့ဆောင်ဖို့ရန်အတွက် 내가 사인 마이 내가 너 때문에 죽었다. ဟောနော်ဘုရားသခင်ကဒီလိုပြောပါတယ်ဆိုင်မိုင်းငါတင့်အတွက်အသေးခံခဲ့တာဖြစ်တယ်ဆို 내가 너 တော့ 때문에 모든 피를 흘리고 내가 너 죄를 내가 다 갚았다. တင့်အတွက်ငါဟာဒီလဝကတိုင်းမှာအကုန်လုံးပေးဆက်ခဲ့ပြီးတော့တင့်အတွက်ဒီပေါ့နော်အကုန်လုံးတွေးသွင်းပြီးတော့ပေးဆက်ခဲ့ပြီးပြီဆိုပြီးတော့ပြောတာ 여러분 이것보다 더 놀라운 사랑은 없습니다. ဒီထပ်ပို့ပြီးတော့ကြီးမြတ်တဲ့ချစ်ချင်းမြတ်တာဆိုတာမရှိတော့ဘူး 그리고 그 예수님은 우리와 늘 함께 하신다라고 약속하신 거예요. ပြီးတဲ့အခါမှာထိုယေရှုခရစ်တော်ဟာကျွန်တော်ကျမတို့နဲ့အတူအမြဲအသက်ရှင်မယ်ဆိုပြီးတော့ဂတိပေးခဲ့တဲ့ဘုရားဖြစ်ပါ 외롭지 않습니다. အထီးမကျန်ပါဘူး 그런데
ဒါပေမဲ့ 우리가 밥을 먹듯이 하나님과 가까이 해야 되는 거예요. ကျွန်တော်တို့ထမင်းစားတဲ့ကဲ့သို့ပေါ့နော်ထမင်းစားတယ်လို့ဘုရားသခင်နဲ့ဒီနှုတ်ပတ်တော်ကိုအမြဲတမ်းသုံးဆောင်ရမှာဖြစ်ပါတယ် 하나님을 사랑하십니까? ဘုရားသခင်ကိုချစ်ရလား 네. ချစ်ပါတယ်လို့ပြောပါမယ် 어떻게 사랑하는 거예요? ဘယ်လိုမျိုးချစ်တာလဲ 사랑해요. ဒီတိုင်းချစ်တယ်ဆိုပြီးတော့ 이게 사랑하는 거예요. အဲ့ဒီတိုင်းချစ်တယ်လို့ပဲပြောတဲ့ဟာချစ်နေတာလား 요한복음 1장 1절. ဒီရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1ခန်းငယ်1ပါပါ 말씀은 하나님이시라. နှုတ်ကပတ်တော်ဟာဘုရားသခင်ဖြစ်တယ်လို့ပြောပါတယ် 말씀을 사랑하는 게 말씀을 사랑하고 내 마음에 붙들고 있는 게 바로 하나님을 사랑하는 거예요. ဒါကြောင့်မလို့နှုတ်ကပတ်တော်ကိုချစ်ပြီးတော့နှုတ်ကပတ်တော်ကိုဆွဲကင်ခြင်းဟာဘုရားသခင်ကိုချစ်ခြင်းပဲဖြစ်ပါတယ် 하나님과 함께 하십니까? ဘုရားသခင်နဲ့တူသက်ရှင်နေလား 말씀과 함께 하는 것이 하나님과 함께 하는 것입니다. နှုတ်ကပတ်တော်နဲ့အတူအသက်ရှင်ခြင်းဟာဘုရားသခင်နဲ့အတူအသက်ရှင်ခြင်းပဲဖြစ်ပါတယ် 여러분, 우리가 그 마음을 가지고 하루하루를 살아가야 되는 거예요. ဒါကြောင့်မလို့ဒီလိုမျိုးနှလုံးသားမျိုးနဲ့နေ့ရက်စံတိုင်းကိုအသက်ရှင်ရမှာဖြစ်ပါတယ် 내가 그런 힘이 있고 사랑이 있을 때 바로 나에게 있는 그 하나님의 사랑을 내 주변에 있는 사람들에게 너도 한번 들어봐 라고 이야기할 수가 있는 거예요. ဒါကြောင့်မလို့ထိုကဲ့သို့ပေါ့နော်အသက်ရှင်တဲ့ခါမှာကျွန်တော်တို့အထဲမှာဒီခွန်အားတွေရှိလာတဲ့ခါမှာဒီအရာလေးအားဖြင့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့ချစ်ရတဲ့သူတွေကိုလည်းဟိုတစ်ခေါက်လောက်ဒီတရားကိုနားထောင်ကြည့်ဆိုပြီးတော့ပြန်ပြီးတော့ဝင်ငှနိုင်တာပဲဖြစ်ပါတယ် 많은 사람을 옳은 대로 돌아오게 한 자, 바로 전도한 자입니다. ဒီမှာဆိုရင်ပေါ့နော်လူအများကိုဖြောင့်မတ်ခြင်းတရားလမ်းတို့ဆွဲခေါ်တော်သူပေါ့နော်တွင်းတော်သူဆိုတဲ့ဟာကဒီဟာကအင်္ဂလိပ်တရားကိုဝင်ငှတဲ့သူပဲဖြစ်ပါတယ် 그걸 기억하고 ဒီဟာလေးကိုမှတ်ထားပေးပြီးတော့ 우리 살아가도록 해야겠습니다. အသက်ရှင်ရမှာပဲဖြစ်ပါတယ် 이해하셨죠? နားလေတယ်နော် 더 우리가 하나님을 사랑하고 여기 있는 모든 분들이 정말 나중에 우리 예수님께 칭찬받는 우리 형제자매님들이 되셨으면 좋겠습니다. ဒါကြောင့်မလို့နေ့ရက်စင်တိုင်းမှာဘုရားသခင်ကိုချစ်လျက်အသက်ရှင်ပြီးတော့နောက်မှာပေါ့နော်ဘုရားသခင်တွေ့တဲ့အခါမှာဘုရားရှင်စီကနေပြီးတော့ချီးကျူးခြင်းကိုချီးမွမ်းခြင်းကိုခံရတဲ့သူရောက်ချင်းစီတိုင်းဖြစ်ပေါ်ရန်အတွက်မျိုးနေပါတယ် 네, 잠깐 제가 기도하고 마치고 잠깐 광고가 있습니다. ဟောဆူတောင်းပြီးတော့အဆုံးသတ်မှာဖြစ်တယ်ပြီးတဲ့အခါမှာဆူတောင်းပြီးနောက်မှာပေါ့နော်ကြော်ညာစရာလေးနဲ့ရှိပါတယ် 네, 기도하겠습니다. ဆူတောင်းပါမယ် 하나님 아버지 참으로 감사합니다. ဖဘုရားသခင်ကျေးဇူးတော်ပေါင်းချီးမွမ်းပါတယ်ဖ 우리에게 예수님을 통하여 아름다운 이름을 주셨습니다. ကျွန်တော်ကျမတို့ကိုယေရှုခရစ်အားဖြင့်ကျွန်တော်ကျမတို့ကိုလှပတဲ့နာမည်ကိုပေးခဲ့တာဖြစ်ပါတယ် 하나님의 자녀, 바로 성도라는 이름을 주셨습니다. ဘုရားသခင်ရဲ့သားသမီးတန်ရှင်တော်သူဆိုတဲ့နာမပဲဖြစ်ပါတယ်ဖ 예수님의 죽으심으로 예수님께서 피 흘려 돌아가심으로 바로 그 생명을 나에게 주신 것입니다. ယေရှုခရစ်အသေးခံခြင်းအပြင်ထိုအသက်ဟာကျွန်တော်ကျမတို့ကိုထိုအသက်အပြင်ပေးခဲ့တာဖြစ်ပါတယ် 그것을 기억하고 살아갈 수 있도록 주님 저희를 붙들어 주십시오. ထိုအရာကိုအောက်မေ့လျက်အသက်ရှင်နိုင်ဖို့ရအတွက်ကျွန်တော်ကျမတို့ရောက်ချင်စီတိုင်းကိုကိုရောလန်ပြမဆာရမှုပါ 더 예수님을 사랑하는 여기 있는 우리 미얀마 형제자매님들이 되기를 기도합니다. ကိုရောကိုချစ်တာ၍ချစ်မြတ်နိုးသောဒီရောက်ချင်စီတိုင်းဖြစ်စေဖို့လို့ငါကိုရောမဆာရမှုပါ 우리 주님 예수님의 이름으로 기도드렸습니다. ယေရှုခရစ်တော်ရဲ့နာမတော်အပြင်ဆုတောင်းဆက်ကပ်ပါ၏ 아멘. 예, 우리 오늘 말씀은 이것으로 마치겠습니다. ဒီနှုတ်ကပတ်တော်ကတော့ဒီမှာပဲဆုံးသက်